အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့သင်ခန်းစာရှစ်ကိုလာပြီးတော့မျှဝေပြပါမယ်ခင်ဗျာနံပါတ်1ကဖုန်းဆိုရင်โทรศัพท์ဖုန်းဆိုရင်โทรศัพท์มาตีผิดมาตีผิดซ่องตีรอซ่องตีรอจ้าตีได้ยินจ้าตีได้ยินไก่ตีจับไก่ตีจับมีไฟล์มีไฟล์อาตีว่างอาตีว่างยตตปัสဆိုရင်อาทิตย์ยตปัสဆိုရင်อาทิตย์อาทิตย์นายีဆိုရင်นาฬิกานาฬิกามินิทဆိုရင်นาทีมินิทဆိုရင်นาทีsecond ဆိုရင်วินาที second วินาทีตะเวทครึ่งหนึ่งตะเวทครึ่งหนึ่งလူတီขัดလူတီขัดဒီနေရာမှာလိုအပ်တာပြောတာမဟုတ်เนาะလိုတယ်ဆိုတာမပြည့်တာပြောတာလိုတယ်ကိုขัดจานตีဆိုရင်เรือจานตีเรือจานတာပြောတာเนาะเรือပို့ตีပို့တာဆိုတော့เกินပို့ตีเกินนอกจากตีสายนอกจากตีสายชาพวยทีหาชาพวยตีหาอัตานเสียงอัตานเสียงเจตีดางเจตีดางဒီနေရာမှာအတန်ကျဲတာကိုပြောတာเนาะအတန်ကျဲတာဆိုရင်เสียงดังအဲ့လိုမျိုးပေါ့เนาะพงอาဆိုရင်แบตโทรศัพท์พงอาแบตโทรศัพท์กงบีหมดแล้วกงบีหมดแล้วเคဒီစာကြောင်းတွေကိုကြည့်အောင်လီလီဟုတ်လားဆိုရင်လီလီใช่ไหมလီလီใช่ไหมလီလီဆိုတာလူနာမည်ใช่ไหมဆိုတာဟုတ်လားအဲ့တော့လီလီဟုတ်လားဆိုရင်လီလီใช่ไหมไม่ใช่ဆိုရင်မဟုတ်ဘူးပေါ့နော်ไม่ใช่ဆိုရင်မဟုတ်ဘူးဖုန်းမအားဘူးဆိုရင်โทรศัพท์ไม่ว่างဖုန်းမအားဘူးဆိုရင်โทรศัพท์ไม่ว่างဘယ်နှစ်နာရီရှိပြီလဲဆိုရင်กี่โมงแล้วกี่โมงแล้วဘယ်နှစ်နာရီရှိပြီလဲกี่โมงแล้วအလုံးနောက်ကျပြီဆိုရင်สายงานแล้วสายงานแล้วสายဆိုတာနောက်ကျတယ်အလုံးงานบีဆိုတော့แล้วสายงานแล้วအလုံးနောက်ကျပြီဖုန်းကင်ပေးပါအောင်ဆိုရင်รับโทรศัพท์ให้หน่อยဖုန်းကင်ပေးပါအောင်รับโทรศัพท์ให้หน่อยมองเนี่ยสกาပြောချင်တယ်ဆိုရင်ฉันอยากคุยกับมองฉันอยากคุยกับมองฉันဆိုတာငါอยากคุยဆိုတာပြောချင်တယ်စကားပြောချင်တယ်กับဆိုတာနဲ့มองနဲ့စကားပြောချင်တယ်အဲ့တော့ฉันอยากคุยกับมองငါมองနဲ့စကားပြောချင်တယ်ခဏစောင့်ပါငါသူ့ကိုတော့ခေါ်ပေးမယ်ဆိုရင်รอแป๊บนึงฉันไปเรียกให้เขารอแป๊บนึงฉันไปเรียกให้เขารอแป๊บนึงဆိုတာခဏစောင့်ฉันဆိုတာငါไปเรียกဆိုတာတော့ခေါ်မယ်ให้တော့ခေါ်ပေးမယ်เขาသူ့ကိုรอแป๊บนึงฉันไปเรียกให้เขาခဏစောင့်ပါငါသူ့ကိုတော့ခေါ်ပေးမယ်အားလုံးရမယ်ထင်ပါတယ်နောက်သင်ခန်းစာမှာပြန်လည်တွေ့ကြမယ်ခင်ဗျာ